ဘောလုံးဝါသနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ဇွန်လ25ရက်နေ့ရဲ့အစောဆုံးရရှိထားတဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြောင်းအရာလေးမစတင်ခင်မှာရေရှည်ရပ်တည်နိုင်ဖို့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျ။ပထမဆုံးသတင်းအနေနဲ့ကတော့ဝက်ဆန်သင်းရဲ့ကွင်းလယ်လူမာတီယက်စ်ဖာနန်ဒက်ကိုခေါ်ယူဖို့တော်တန်ဟော့စပါသင်းကတိတာထင်ရှားတဲ့တိုးတက်မှုတွေရှိလာခဲ့ပါတယ်။နီးပြဒီဇာဘီရဲ့စပါသင်းကဝက်ဆန်သင်းတောင်းဆိုထားတဲ့ပေါင်တန်း80နီးပါးကိုအမိလိုက်နိုင်ဖို့အတွက်ပေါင်85တန်းတန်တန်မိုးရှိတဲ့တရားဝင်ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်ဖို့ပြင်ဆင်နေပါပြီ။ဒါဟာမန်ယူအတွက်ကတော့တကယ်ကိုအိမ်မက်ဆိုးပါပဲ။မန်ယူသင်းရဲ့အားကစားဒရိုက်တာဂျေဆန်ဝဲကော့ကဆောက်တနန်မှာကလေးကကစားသမားနဲ့ရင်းနှီးတဲ့အတွက်အသာစီးရလိမ့်မယ်လို့ယုံကြည်မှုရှိနေခဲ့ပေမဲ့အခုတော့စပါသင်းကလက်ဦးမှုရယူဖို့အရှိန်မြင့်နေတာကြောင့်မန်ယူတို့ရှေ့လန်းတွက်မှရတော့မယ့်အခြေအနေရောက်နေပါပြီ။ဆက်လက်ပြီးလီဗာပူးသင်းရဲ့သတင်းကိုကြည့်အောင်ပါ။လီဗာပူးသင်းကလည်းသူတို့ကာလာရှည်ပြစ်မှတ်ထားနေတဲ့ live သင်းရဲ့တောင်းပန်ကစားသမားရန်ဒီယိုမန်နီကိုဒုတိယကြိမ်ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။သတင်းတောက်ဖာရီဇီယိုရိုမာနိုရဲ့အဆိုအရလီဗာပူးသင်းကကစားသမားနဲ့အဆင်ပြေဖို့နောက်ွယ်ကနေအပြင်းထန်စူးစမ်းနေပြီးကစားသမားကိုယ်တိုင်ကလည်းအန်ဖီကိုပြောင်းချင်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းပရီးမီးယားလိချန်ပီယံအာဆင်နယ်အသင်းစီကိုပြောင်းရွှေ့ခြင်းတယ်လို့ရိုမာသင်းရဲ့ပြင်သစ်ကွင်းလယ်လူမာနူးကိုနေကရှင်းရှင်းလင်းလင်းဆန္ဒထုတ်ဖော်ထားပါတယ်။ရိုမာကယူရိုတန်း90ဝန်းကျင်တောင်းဆိုနေပြီးအီတလီမီဒီယာတွေကသဘောတူညီမှုရလို့နီးပါလို့ရေးထားကြပေမဲ့ရိုမာနိုကတော့အာဆင်နယ်ဘက်ကတရားဝင်ပြစ်မှတ်မထားသေးဘူးလို့ဆိုလာပါတယ်။အခြားသတင်းတစ်ခုမှာတော့ချက်စီနီးပြသစ်ဇာဘီအလွန်ဆိုကရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့သွားတဲ့ဘယ်နောက်ခံလူဂူဂူရေလာရဲ့နေရာမှာအစားထိုးဖို့ဒီယူနိုက်တက်အသင်းရဲ့နောက်ခံလူဂတ်မွန်ဆန်ကိုနံပါတ်1ပြစ်မှတ်အဖြစ်သတ်မှတ်ပြီးငွေပေါ်အော်ကမ်းလှမ်းဖို့ပြင်ဆင်နေကြောင်းဆွီဒင်မီဒီယာတွေကဖော်ပြလာကြပါတယ်။နောက်ဆုံးသတင်းအနေနဲ့ကတော့လီယူနိုက်တက်အသင်းကဖူအန်ကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာလာတဲ့ဝေးတောင်မှန်လူဟယ်ရီဝီဆင်ကိုခေါ်ယူဖို့အပြည့်အဝသဘောတူညီမှုရရှိသွားခဲ့ပါပြီ။သူဟာတစ်ပတ်ကိုပေါင်9000အထိရရှိမှာဖြစ်ပြီးအသင်းရဲ့လစာအများဆုံးကစားသမားဖြစ်လာမှာပါ။နောက်ဆုံးကတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းဘေးစင်ဂရင်းဝူးရဲ့သတင်းပါ။လက်ရှိမာဆေးမှာရှေ့စွမ်းပြနေတဲ့ဂရင်းဝူးကိုရိုမာသင်းကယူရိုတန်း90ကျော်နဲ့အသင်းစံချိန်တင်ခေါ်ယူဖို့အချိန်မြင့်နေပါတယ်။မန်ယူသင်းကဂရင်းဝူးကိုရောင်းချတုန်းကအမျက်ငွေရဲ့40%ကိုထည့်သွင်းထားတာကြောင့်ဒီပြောင်းရွှေ့ကနေမန်ယူတို့အမျက်ရဖို့ရှိနေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဇွန်လ25ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ